မောင်နှမဘယ်နှယောက်ရှိလဲဗျငွေချင်းပေါ်ဥပမာဆရာကြီးအထက်မှာအကူအမအောက်မှာညီညမရှင်းလင်းအောင်အင်္ဂလိပ်စာကြိုးဖတ်တယ်ဘူးရှင်းလင်းအောင်ပြန်ပေးပါလားတဲ့ဟုတ်ကဲ့ပါခင်ဗျာဒီကမှာအကြာကြီးပဲဘာလို့အမေမွေးထားအများကြီးမို့ဟုတ်ကဲ့ကျွန်တော်ပြောပြပါမယ်အမေမွေးထားတာကစုစုပေါင်း10ယောက်ရှိပါတယ်ဗျာ10ယောက်ကညီမအငယ်ဆုံးလေးက10နှစ်သူ့အသက်10နှစ်မှာဆုံးသွားတယ်ဆုံးသွားတာက22နှစ်ရှိပြီဗျာသူ့အသက်ရှိနေတော့သူ့တက်ရှိနေတော့30ပေါ့သူ့အသက်30လောက်ရှိပါရဲ့အငယ်ဆုံးမလေးကသူဆုံးသွားပြီဗျာဟုတ်ကဲ့ကြုံရှင်းပြပါမယ်ဗျာပထမအကြီးဆုံးကမမပြီးတော့အကိုပြီးတော့မသူတို့3ယောက်ရဲ့အောက်မှာကျွတ်တို့အမွာဗျအောင်မိုးအောင်စိုးဆိုပြီးတော့အောင်မိုးကမြေကြီးနားမှာနေပါတယ်ကျုပ်ကရွာမှာအမေနဲ့အတူတူနေပါတယ်ကျုပ်ရဲ့အောက်မှာကျတော့ညီမ1ယောက်ဗျညီမ1ယောက်ရဲ့အောက်မှာညီ3ယောက်စုစုပေါင်းလက်ရှိမှာ9ယောက်ပါဗျ9ယောက်မှာကျတော့နေကြီးနားမှာ1ယောက်နေတယ်မန္တလေးမှာအမေမန္တလေးမှာဘယ်နှယောက်တော့4ယောက်မန္တလေးမှာ4ယောက်တောင်ကြီးမှာ1ယောက်အဲ့မှာဘေးပတ်ဝန်းကျင်မှာ6ယောက်ပေါ့နေကြီးနားမန္တလေးတောင်ကြီးဆို6ယောက်ကျန်တဲ့ညီကိုမောင်နှမ3ယောက်ကရွာမှာနေကြပါတယ်ဗျာရွာမှာနေအကျုပ်ကတော့အမေနဲ့အတူတူနေရပေါ့ကျန်တဲ့ညီတွေညီမတွေကတော့ဒါဒီတိုင်းပဲသူ့အိမ်ထောင်တွေနဲ့တူပေါ့ကျုပ်ကတော့အင်္ဂလိပ်လိုကျုပ်မခေါ်တယ်လို့ကျုပ်ကဘယ်လိုစင်ကဲတန်နေမကောင်းတော့ကဲလာတော့ကျော်မန္တလေးမှာကလပ်တွေဘာတွေကဲလာကျော်အတန်နေမရတော့ဘူးဟုတ်ကဲ့ပါခင်ဗျာနောက်ပြီးကျတော့ကျွတ်တို့သားမိကိုဘယ်မှာနေရတော့နဲ့မေးတဲ့ဖန်တွေအများကြီးရှိတယ်ဗျဟုတ်ကဲ့တခါတည်းပိုင်းပြန်ပေးလိုက်မယ်အင်္ဂလိပ်လိုမခေါ်တယ်လို့တခါတည်းပြောပေးလိုက်မယ်ကျွန်တော်တို့ကစကိုင်းတိုင်းမုံရွာအနောက်ဖက်ချင်းလွတ်မြစ်ကျော်ရည်တယ်ဗျချင်းလွတ်မြစ်ကျော်ပြီးတော့ကျတော့စားလင်းကြီးမြို့နယ်ကျွဲခုံတော်ရွာရှိပါတယ်ဗျမကွေးဘက်ကစတလင်းမုံတော့ကျွန်တော်ကစားလင်းကြီးမြို့နယ်ကျွဲခုံတော်ရွာမှာနေထိုင်ပါတယ်ခင်ဗျာအချစ်တဲ့ဖန်တွေအားလုံးလာလေလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်